ခုလိုရလဲရတာလဲအတင်းသားတွေရဲ့ပတ်ဖို့မှုကြောင့်ခုလိုမျိုးရလဲတေးဆိုတဲ့ရလဲကိုရတာပါဒီနေ့အတင်းရဲ့ခံစားဖို့နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်မိလဲဒါတော်တော်လေးချစ်လေတကယ် ISP တွေရဲ့ test ကိုလည်းသူကနိုင်ခဲ့ဆိုတော့နီးပြရဲ့ပုံစံတိုင်းကိုလိုက်လံပြီးကစားခဲ့လို့yes နီးပြရဲ့ကစားပုံတိုင်းကိုလိုက်ပြီးတော့လိုက်ပြီးစော့ခဲ့ရပါအခုလိုကောင်းတာလည်းတစ်ဖက်အတင်းကလည်းအရန်ကောင်းနေလို့ဘယ်လိုပြောရမလဲတတို့နောက်တန်းနေရောအားလုံးကစုစုစည်းစည်းနဲ့လိုက်ပြီးတော့လုံနိုင်လို့အခုလိုရလက်ထွက်တော့လာမှာပွဲရရတယ်ပွဲချက်တွေဒီပွဲရလက်တခုကဘယ်လောက်ထိဒီပွဲချက်တွေကိုရေးဆိုင်ဖို့အတွက် impact ဖြစ်စေမလဲဘယ်လောက်ထိစိတ်သက်ပုံဖြစ်စေမလဲနောက်ပွဲအတွက်လည်းအခုလိုမျိုးရလက်ကောင်းနေရဖို့training မှာတခြားလေးပြင်ဆင်မှာဖြစ်ပါတယ်ကိုနေမိုင်းလာကြည့်ရဲ့ဒီခဏမြောင်မှာလေးကြည့်နေရဲ့ဒါရန်ကုန်သေးပြည်သက်တွေတော့လည်းဒီကားလေးပြောပြပါဦးပွဲထဲမှာ TV fan သားပြင်မှာအားပေးတဲ့ရတနာပုံပြည်သက်တွေကိုကျေးဇူးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်ပြောရှိပါတယ်ကျေးဇူးပါ